Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြပြပေးခြင်းတဲ့အကြောင်းအရာကတော့ကျွန်တော်တို့ primary ဘက်မှာကျွန်တော် project တစ်ခုမခေါ်ခင်မှာကျွန်တော်တို့ folder တွေကိုဘယ်လိုခွဲပြီးတည်ဆောက်ထားခြင်းလဲဆိုတာပြောပြမှာဖြစ်ပါတယ်ကျွန်တော်တို့တွေက folder တစ်ခုထဲမှာပေါ့နော်ဗီဒီယိုတွေရောပုံတွေရောအသံတွေရောကျွန်တော်အကုန်ရောရမယ်ဆိုရင်ကျွန်တော်တို့ဗီဒီယိုတွေဆွဲထည့်တဲ့အခါကျရင်ကျွန်တော်တို့တွေမှာရှာဖွေရတဲ့အခက်အခဲဖြစ်နိုင်ပါတယ်အဲဆိုတော့ကျွန်တော်တို့ဘယ်လိုခွဲပြီးတည်ဆောက်ထားခြင်းလဲဆိုတော့ကျွန်တော်ဒီနေ့မှာအကြံပေးပြီးပြောပြပေးမှာဖြစ်ပါတယ်ဟိုကျွန်တော်တို့က file ကိုအရင်သွားပါမယ်သွားပြီးတဲ့အခါကျရင်တော့ကျွန်တော်တို့ဒီမှာ new မှာကျွန်တော် folder လေးတစ်ခုတည်ဆောက်လိုက်ပါမယ်ပြီးတော့ကျွန်တော် game ဆိုပြီးတော့ပဲကျွန်တော် folder name လေးပေးလိုက်ပါဒီထဲမှာကျွန်တော်တို့ video တွေထားဖို့အတွက်ကိုကျွန်တော် folder တစ်ခုအနေနဲ့ကျွန်တော် footage ဆိုပြီးတော့ name လေးပေးလိုက်ပါမယ်ဒီထဲမှာတော့ကျွန်တော် video တွေထားမယ်ပေါ့နော်နောက်တစ်ခုကျွန်တော် video တွေနဲ့ဓာတ်ပုံတွေနဲ့ရောမထားခြင်းနဲ့ဖြစ်တဲ့အတွက်ကျွန်တော်တို့ image ဆိုပြီးတော့နောက်တစ်ခုထားလိုက်ပါမယ် okay ပြီးလို့ရှိရင်ကျွန်တော်တို့က voice over voice over လို့ပေးလိုက်ရတယ်ကျွန်တော် background music လို့ပဲပေးတယ် background music လို့ပဲပေးဒီထဲမှာကျတော့ကျွန်တော်တို့ရဲ့အတန်တွေပေါ့ပြီးရင် background မှာထည့်မဲ့အချင်းအတန်တွေပေါ့ဗောနော်ဒီနေရာမှာကျွန်တော်တို့ထည့်မယ်နောက်တစ်ခုကကျတော့ကျွန်တော်တို့တွေ reset ဆိုပြီးတော့ကျွန်တော်တို့folder လေးကိုကြည့်ဆောင်မယ်ပေါ့နော်ဒီထဲမှာကျတော့ကျွန်တော်တို့ video တွေလုပ်ရဲ့အခါကျရင်ထွက်လာတဲ့ video တွေကိုကျွန်တော်ဒီထဲမှာပဲလာပြီးတော့စေထားပါမယ် export ဝင်ဒီလမ်းကြောင်းအောင်ပဲကျွန်တော်ပေးပါမယ်နောက်တစ်ခုကကျတော့ကျွန်တော် project ဆိုပြီးတော့ကျွန်တော်ပေးပါမယ်ဒီအားကျတော့ကျွန်တော်တို့ဘာလို့ပေးရလဲဆိုတာကိုကျွန်တော် primary ရေးရောက်တဲ့အခါကျရင်ကျွန်တော်ပြပြပါမယ်ဟုတ်ကဲ့ကျွန်တော်ဒီလို folder လေးတည်ဆောက်ပြီးဆိုရင်ကျွန်တော် project တစ်ခုကိုသွားပြီးတော့တည်ဆောက်ရအောင် new project ကိုခေါ်လိုက်တယ်ပေါ့နော်new project ကိုခေါ်ပြီးလို့ရှိရင်ကျွန်တော် project name ကိုကျွန်တော် game လို့ပဲပေးလိုက်မယ်ကျွန်တော်ဒီမှာ project location ဆိုတာရှိပါတယ် okay project location ကိုတော့ကျွန်တော်ကခုနကပေးထားရဲ့ queue location ကိုရွေးပြီးတော့ကျွန်တော်ခုနကဖတ်ရေးထားရဲ့ game ဆိုတဲ့ folder ရေးရပါတော့ project ကိုကျွန်တော်သွားပြီးတော့ပဲပေးပါမယ် okay ကျွန်တော်ဒီထဲမှာကျွန်တော် project ဆိုတဲ့ folder ကိုပဲကျွန်တော်လမ်းကြောင်းပေးလိုက်မယ်ဒီထဲမှာပဲဒီ project တွေကဒီအခုဒီလမ်းကြောင်းပေါ့နော်ဒီ project လမ်းကြောင်းကသွားပြီးတော့ပဲစေမှာဖြစ်ပါတယ် okay ဒါဆိုရင်တော့ကျွန်တော်တို့ create နေရင်အဆင်ပြေသွားပါပြီတော့ဒီနေရာရောက်သွားပါပြီနောက်ဗီဒီယိုမှာတော့ကျွန်တော် sequence လေးတွေဘယ်လိုတိစောက်ကမလဲဆိုတာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ် okay ကျွန်တော်ကဒီမှာ folder လေးတွေခွဲပြီးတော့ကျွန်တော်လုပ်သွားပါတယ်တကယ်လို့မိတ်ဆွေတို့အနေနဲ့က folder လေးတွေမခွဲဘူးကိုယ့်ပိုင်ကို folder တစ်ခုထဲမှာပဲဓာတ်ပုံတွေရောအတန်တွေရောလုပ်မယ်ဆိုလည်းလုပ်လို့ရပါတယ် okay ပါနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်